ဒီနေ့တန်းလွန်ဒီဟင်းလေးချက်စားမှာပါတန်းလွန်ဒီရဲ့ပြင်းချင်းဒီရဲ့မချောက်ရဲ့လဲဥရဲ့ချက်မယ်ဒါတော့ရုပ်ဒီထောင်းလာတာရဲ့အပီနဲ့ထည့်မယ်ပေါ့ဟင်းချက်ဖို့အတွက်အစင်လေးပြင်ဆင်ထားတာလေးပါအရင်ဆုံးရုပ်စီတက်ပါမယ်စီတက်တာလေးမှုလိုက်ပြီးဆိုရင်ဆောက်လေးတက်ပါမယ်ဒီဒါလိုလေးတက်ပါမယ်ဆောင်စီရတဲ့ရေလေးတက်ပါမယ်ဘုံကအောက်တာမယ်အဲ့ဒီလေးထည့်ပါမယ်ဒီဘဲဦးလေးတွေထည့်မယ်မချောက်ပါတယ်ဆိုတော့စားငယ်မှာဆိုလို့စားနောက်မှထည့်ချက်ဘဲဦးလေးမှာအောင်ကြာလေးချက်ဒီဆိုရင်ဒါလုံးဒီလေးလေးလူလာပြီလက်ဥမအောင်နည်းနည်းလေးဒီကံအောင်ဆက်ချက်လိုက်ဒီမဆလာလေးမဆလာမွေးလေးနဲ့ထည့်မယ်ဒီနေ့ထားလို့ဆိုရင်တော့ရှင်းရပါပြီဒီပေးလိုက်တော့ခုဆိုရင်တော့ဒန်းလုံးဒီဟင်းတစ်ခွက်ရပါပြီရှင်